ရှစ်လပိုင်း19ရက်နေ့ကျွန်တော်တို့3နာရီနဲ့5မိနစ်ဗျာနော်ကျော်လီယန်ယွန်းဆိုတဲ့ဆိုင်မှာရုံရုံကြည်ကြည်နဲ့ဝယ်ယူအားပေးကြတယ်ကျွန်တော်ထိုင်းနေရောမြန်မာတွေရောတယောက်ရှင်းစီတိုင်းကိုတကယ်ကျေးဇူးများတင်နေဗျာနော်အခုကျွန်တော်ရှင်းမှာရှိနေတဲ့3စီးကတော့စိုးအောက်သွားပြီနော်အဲ့ဒါဆိုတော့ customer ရဲ့လက်ထဲကိုဗျာကျွန်တော်ဒီနေ့ပို့ပြီးတော့မယ်ဘာဘိန်းနေပါလဲဆိုတော့ကျွန်တော်ဒီ Yamaha 8 man ဒီကောင်တစ်စီးပါမယ်ပြီးဝေး125အိုင်ပြူရောင်လေးဒီကောင်တစ်စီးပါမယ်ဗျာပြီးဒီဘက်ရှမ်းကျတော့ကျွန်တော်ဒီဝေး130မီကိုရောင်တလက်ကွေအမဲနဲ့ဒီ3စီးဒီနေ့ကတော့စိုးအောင်ပါပြီဗျာနော် customer ရဲ့လက်ထဲကိုထည့်တော့မယ်အားတော့ကျွန်တော်မြန်မာညီကိုတွေလည်းလက်ငင်းအရေးကြအလဲထက်လိုချင်နေဆိုရင်ကျွန်တော်ဒီလီယန်ယွန်းဆိုတဲ့ဆိုင်မှာရုံရုံကြည်ကြည်နဲ့ဆက်သွယ်ဝယ်ယူအားပေးလို့ရမယ်ဗျာနော်ကျွန်တော်ကိုယ်တိုင်လည်းဆိုင်မှာအမြဲတမ်းရှိတယ်ဆိုတော့ပြီးရင်ကျွန်တော်ဒီတိုက်ပကံပျောက်ပကံလှုပ်ရှင်တဲ့ညီကိုတွေလည်းကျွန်တော်ရှိမှဆက်သွယ်ဝယ်ယူအားပေးလို့ရတယ်ဗျာနော်